ရင်ထိတ်ပွဲပြောင်းနိုင်မိကြောင်းတနက်နှင့်ပြည့်တတ်မိအရေးတွင်ရင်ကော့ရိတ်ခံဝင်ခြင်းထပ်ပေါမရှိသောနေရာတွင်တွေ့လိမ့်နိုးနိုးဖြင့်ရှာရခြင်းတနက်တွေဆိုင်ပြည့်နေကြသည့်အချိန်၌စွန့်စားတိုးဝင်သွားရခြင်းတို့မှာအချို့လူများအဖို့၌ကြောက်စရာကြီးမှတ်ထင်ကြမည်ဖြစ်တော်လေထိုအချင်းရာမျိုးကိုတည်ပြန်ကြုံရစေကမူပြောင်းနိုင်မြင်ရုံနှင့်ကျွန်ုပ်၏စိတ်ထဲ၌ထိတ်ခနဲဖြစ်ကြံရစ်စေမည့်အဖြစ်အပျက်ကဲ့သို့တောက်ဖွယ်ရာမဟုတ်သေးချေတေပွဲအကြိမ်ကြိမ်ဝင်ခဲ့၍တေကံမရောက်တော့ကြောင်းတမပြောက်ခဲ့ရသည့်ကျွန်ုပ်အဖို့မှာအခြားသောအချင်းအရာများချက်ပြောင်းနိုင်ကိုနောက်ခံကအနေထား၍ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများသည်စိတ်ထဲတွင်ယနေ့တိုင်ဆွဲလန်း၍တည်သည့်အထိမိနိုင်မည်မထင်သည်ပြောင်းနိုင်ဟူသည်မှာဖြူဖြူကွေးကွေးချောချောမွေ့မွေ့ဖြောင်ဖြောင်လုံးလုံးကလေးရှိနေသည့်အတွက်ကြောင့်ချစ်ဖွယ်ကောင်းလာသည်ဟုဆိုကာပြောင်းနိုင်ကလေးများနှင့်တူသောလက်ချောင်းကလေးဟူ၍ပင်အချို့ကပုံနှိုင်းတတ်ကြပေရာကျွန်ုပ်မှာမူပြောင်းနိုင်တဲ့တိုင်အထူးသဖြင့်မိထိုးညှိထားခြင်းကိုမြင်လိုက်ရသည့်အခါအသေးသေး၌အေး၍ရင်ထဲ၌ချစ်ခနဲဖြစ်သွားမိတော်သည်ပြရပုံကဤသို့သည်ဂျပန်တို့ချင်းကပ်လာ၍မြန်မာပြည်မှာဗြိတိရှတို့ထွက်ပြေးမိဆင်ဆင်၍မြို့ကိုတက်နိုင်သမျှပျက်စီးကျရစ်စေရန်ရက်ွက်များကိုမိရှို့ဖို့အစီအစဉ်ပြုလုပ်ကြ၏အချို့ကမြို့ကြီးများတွင်စစ်သားများအားမိရှို့ခြင်းအလုပ်အတွက်ဖျက်ဆီးသောအဖွဲ့ဆို၍တာဝန်ပေးတော်လေအချို့နေရာများ၌မူအချိန်မရသည့်လက္ခဏာဖြင့်တွေ့ရလူများကိုခံချ၍တက်စီနှင့်မိရှို့ကရိယာများထုတ်ပေးလေသည်တွေ့ရလူဆိုတော်လေအင်္ဂလိပ်ကပြားကလေးများဖြစ်ကြလေသည်မန္တလေးမြို့၌ဖျက်ဆီးသောအဖွဲ့စီစဉ်ရာတွင်အချို့နေရာများ၌စစ်သားများကိုစေခိုင်း၍အချို့နေရာများ၌တောင်းပြောင်းပါဝင်ကြ၏သို့သောအများအားဖြင့်အင်္ဂလိပ်ကပြားများဖြစ်၍အားလုံးဘောင်းဝီဝေဖြစ်လေသည်စတုံမှာကပြားကြောင်းထွက်ဖြစ်၍ကပြားတငယ်ချင်းအတော်များသည့်အလျောက်သူတို့ကကောင်းကောင်းဆရ၍ပေါလာရန်အတွက်အလွယ်တကူနှင့်ဖော့ဖော့သုံးရသောအလုပ်တစ်ခုလုပ်လို့သလောဟုမေးရာထိုချင်းခါတွင်တပြည်တော်လုံးရောက်ရက်ခတ်ရှိနေသည်ဖြင့်အသွားအလာလွယ်ကူသောအလုပ်ဆိုသောကြောင့်ကျွန်ုပ်ကစုံစမ်းကြည့်၏တို့ရာတွင်အလုပ်သဘောကိုသိရသောအခါအမျိုးသား၏ပစ္စည်းများကိုဖျက်ဆီးခဲ့ရမည့်အလုပ်ဖြစ်နေသည်ဖြင့်စုပ်ဆိုင်သွား၏နောက်ဆုံး၌ကျွန်ုပ်စဉ်းစားမိသည်ကဖျက်ဆီးသည့်အမိတ်ပေးသူကပေးတော်လေဖြစ်သောလူများကဖြတ်မှသာပျက်စီးရသည်တကယ်ဖြစ်မိလူများနေရာတွင်ငါတယောက်ဝင်လို့ပြီးအဟုတ်တကယ်မဖြတ်စည်းပဲနေလိုက်လေရင်ငါတယောက်အတွက်အပြက်အစည်းတက်တာတန်တလောက်မဟုတ်ပါသလောဟုသောမိခွန်သည်ကျွန်ုပ်အဖို့အဖြေကောင်းထွက်လာ၍ demolition squid တွင်ပါဝင်အမှုထမ်းတော်သည်ကျွန်ုပ်တို့အဖွဲ့၌ကပြားကလေး၈ယောက်အပြင်ကျွန်ုပ်နှင့်ဆက်သားဆိုသောကလားအပါစုစုပေါင်း10ယောက်ရှိ၏ကျွန်ုပ်မှာတငယ်ချင်းကပြား2ယောက်တို့၏ထောက်ခံချက်ဖြင့်ထိုအလုပ်ကိုရရှိခြင်းဖြစ်ရာဆက်သားမူကားမိကဲ့သို့ဝင်လာသည်မသည်သူ၏မျက်နှာကိုမြင်လိုက်ရကြတဲ့ကနည်းနည်းကျော်မတည့်သည်နှင့်မင်းမြန်းစုံစမ်းခြင်းမပြုမိခြင်းကျွန်ုပ်တို့အပွဲသို့စားနပ်ရိက္ခာအမြောက်အများနှင့်တကွရိုင်ဖယ်တနက်များဓာတ်ဆီဒရန်ကြီးများအနှင်းထား၍မော်တော်ဘုတ်ကြီးတစ်စီးကိုလည်းပေးထားလေသည်ဓာတ်ဆီများမှာမော်တော်ဘုတ်အတွက်သာမကတက်ကွက်များကိုမိရှုရန်အတွက်လည်းဖြစ်သောကြောင့်ဒရန်ကြီး5-6လုံးစီပေးလိမ့်မည်မော်တော်ဘုတ်မှာအတော်ကြီး၍ဝမ်းကောင်းတဲ့၌ဓာတ်ဆီဒရန်များထားနိုင်သည့်အပြင်အိယာများပါပြင်နိုင်ပေသည်ကျွန်ုပ်တို့သည်ဓာတ်ဆီများကိုလော်လီတစ်စီးပေါ်တွင်တင်လျက်ရက်ွက်များသို့လှည့်လည်၍မိရှို့ကြရာတခါတရံတွင်အဖွဲ့လိုက်အလုံးလုံးကြ၍တခါတရံတွင်လည်း2ယောက်တည်း3ယောက်တည်းစသည်ဖြင့်လူခွဲကအကျိုးအကြားသို့ဝင်ရောက်မိရှို့ကြ၏အဖွဲ့သားများ၏မျက်စိအောင်၌ကျွန်ုပ်သည်ပြောပလောက်အောင်မခိုကတ်နိုင်တော့လေလူခွဲ၍လွတ်သောအခါများတွင်တက်နိုင်သည်များတိတ်ရှောင်ခိုကတ်သည့်အပြင်သူတို့၏ထက်စီခြင်းအလုပ်ကိုနှောင့်နှေးကြကြအောင်အချိန်ဖင့်စေခြင်းအပြင်ရက်ကွက်တက်တာအောင်ဖန်တီးခဲ့၏တခါကကြောင်ကြသောရက်ကွက်တစ်ခုသို့ရောက်နေစဉ်ဓာတ်ဆီကုန်တွေတစ်ဖြင့်
ကျွန်ုပ်အားလော်လီရှိရာသို့ဓာတ်စီယူခဲ့ရန်စေလွှတ်လိုက်၏ကျွန်ုပ်မှာလမ်းမချင်းပြ၍အလွဲလွဲအချော်ချော်သွားနေရတွင်ရက်ွက်သားများကအဖြတ်သမားများကိုဝိုင်းတွေ့ကြသဖြင့်တနက်များဟန်ပြကစုတ်ခွာခဲ့ကြရသည်တခါကလည်းဓာတ်စီကား၌အဆောင်ကျနေရစဉ်စွန့်စားသောအရက်သားအချို့နှင့်ကျိတ်လို့၍ဓာတ်စီကားကိုမီးရှို့ခံရအောင်စီမံခဲ့ဘူးလေသည်တငယ်ချင်းကပြားကလေးများသည်ကျွန်ုပ်ကိုမရိပ်မိကြတော့လေဖတ်တားမှမူကားကျွန်ုပ်အားမတင်ကားသည့်လက္ခဏာရှိ၏တို့ရတွင်သူထက်ကျွန်ုပ်ကလူပေါင်းတာသောကြောင့်ကျွန်ုပ်အားနနချားတစ်မျိုးဖြင့်ကြည့်ုံမှတပါဘာမှမတတ်နိုင်ခြင်းကျွန်ုပ်မူကားသူ့အကြောင်းကိုရှင်းမိနေပြီရှင်းမိပုံကစက်သားသည်လောဘသမားတယောက်ဖြစ်၍အလုတ်ဝတ္တရားအလျောက်ဖြက်စီးုံမဟုတ်ပဲအချို့ဖြစ်စီများကိုအလစ်တုပ်သည်ဟုသိရသည်ဒီနေ့တနေ့ကျွန်တော်တို့အဖွဲ့သည်ရက်ွက်တစ်ခုကိုမိရှို့၍ကားစီသို့တုတ်ချေတင်ခဲ့ကြရတွင်လူစုမှာဖယိုဖယဲနှင့်တကွဲစီဖြစ်ကုန်ကြ၏ကျွန်ုပ်သည်ကားစီသို့အပြေးအလွှားလာခဲ့ရတွင်စက်သားနှင့်မိန်းမကြီးတယောက်သည်တမန်နီနှင့်ပြုလုပ်ထားသောငွေတစ်တာတစ်လုံးကိုလူနေကြကြောင်းတွေ့မြင်ရ၏ယောက်ျားနှင့်မိန်းမဖြစ်တော်ညာလေမိန်းမကြီးသည်ငွေတစ်တာကိုတွေ့ဖက်၍တန်ခွင်းထဲသို့လက်ရှူထားသောကြောင့်ဖက်သားမှာနိုင်အောင်လူနိုင်တော်လေတစ်တာတွင်မကမိန်းမကြီးပါတန်လန်းပါလျက်ရှိ၏ဤတွင်ကျွန်ုပ်ရောက်သွား၍ဟေ့စက်သားလွတ်လိုက်ကွဟုအော်ဟစ်လိုက်ရာစက်သားကgo to her ဟုကျွန်ုပ်ဖတ်သို့လှည့်អော်တော်လေတစ်သားကိုမလို့ချေသူကကျွန်ုပ်ကဆက်သားဤလက်နက်ဘက်ကိုတစ်သားမှလွတ်ထွက်အောင်ဖြင်ပေးလိုက်တဲ့ဖြင့်မိမကြီးသည်ဝမ်းမြောက်ဝမ်းသာယူပြေးလေ၏ကျွန်ုပ်အားအင်းရီဝလက်သားမြင်ဘူးရသောလူများသည်ကျွန်ုပ်ဤခါရပလာနှင့်ပတ်သက်၍အချင်းမကြီးတတ်ပေဆက်သားမှာကျွန်ုပ်အားကာကီစပို့ရှက်ကလေးဖြစ်သာမြင်ဘူး၍ခရူဇာဝိတ်ချန်ပီယံဖလားရဘူးခြင်းကိုလည်းမကြားဘူးရကကျွန်ုပ်ကိုအချောင်ချင်၍လက်ထင်ကိုလက်သီးဖြင့်ကော်တက်လိုက်၏သူဤပလမှာမညံ့တဲ့ဖြင့်ကျွန်ုပ်၏ဥကောင်းမှာတစ်ဖက်သို့ဆောင်းသွားပါ၏ထို့သို့ထိသွားခြင်းမှာလည်းကျွန်ုပ်အားဤကဲ့သို့ပြိုးဝဲလိမ့်မည်ဟုမချင်မိတဲ့ဖြင့်အမှတ်မဲ့နေလိုက်မိသောကြောင့်ဖြစ်ပါသည်ကျွန်ုပ်ကသွေးပူလာခဲ့လေမည်ဆက်သားသည်ဘောင်စင်ထိုးမှုသည့်လက္ခဏာဖြင့်ညာလက်သည်တွင်ပြီးသည်နောက်ဘယ်လက်သည်တစ်လုံးတွင်အောင်မည်ဟုခြေလမ်းပြင်လိုက်သည်ရာကျွန်ုပ်ကသူ၏ဘယ်လက်သည်ကိုအရေးလုပ်၍တောင်တိန်မနေတော့ပဲကျွန်ုပ်ခံရသောနေရာနှစ်ထင်စီသို့ဝါ၍လက်သည်တစ်လုံးကျုံသွင်းလိုက်၏လက်သည်နှလုံးတို့သည်ရီမန်းထားသောနေရာသို့အသီးသီးထိကြ၏ကျွန်ုပ်မှမူသူ၏ဘယ်လက်သည်ကြောင့်ဆောင်းသွားသောလေပင်သည်တက်ဖန်တဲ့သွားရုံပြင်မရှိတော့ကြဆက်သားမူပါကျွန်ုပ်၏ညာလက်သည်ကြောင့်မြေကြီးပေါ်တွင်သုံးပတ်တိတိလေပြီးမှနှာခေါင်းဖြင့်မြေကြီးကိုနမ်းလေတော့သည်ဆက်သားသည်ချက်ချင်းပင်ထလာ၍ခါမ6လုံးပြူကိုဆွဲထုတ်သည်တို့ရတွင်အချိန်ကြာလွန်လာသည်ဆို၍ကျွန်ုပ်တို့ကိုလိုက်စာနေသောအဖွဲ့သားများရောက်လာကြ၍ဖြန့်ပြေကြသည်နှင့်ရံပွဲပြီးသွားတော့သည်ဆက်သားသည်ထိုနေ့မှစ၍ကျွန်ုပ်အပေါ်၌မကြေမချမ်းနိုင်သောအမှုအရာများပေါ်ပြ၏တို့ရတွင်ကျွန်ုပ်တို့၏အလုံးမှာကြိုက်ကြိုက်နှင့်အချိန်တူတောင်းသောကြောင့်လက်တော့ပြန်ခွင့်မရခဲ့ကြအချိန်မရဆိုခြင်းမှာကျွန်ုပ်၏အထင်မြတာဖြစ်၍ဆက်သားမူကမရရအောင်ယူလိုက်ချေသည်ယူပုံကဤတို့ပေသည်ကျွန်ုပ်တို့လူစုသည်ဂေါဝင်စိတ်ကမ်းတွင်မော်တော်ဘုတ်ဆိုင်ခဲ့၍တညိလည်းရင်လေးယောက်ျားစီမော်တော်ဘုတ်တွင်စောင့်အိပ်ရသောထုံးစံအတိုင်းပညာသ၌ဆက်သားကျွန်ုပ်ဂျော်ဂျီမော်ကင်နှင့်ဝီလီယံဆောင်းသားတို့သည်မော်တော်ဘုတ်ထဲတွင်အိပ်ရ၍ကျန်လူများကမြို့ထဲတွင်အိတ်ချင်ရာအိတ်နိုင်ကြလေသည်မော်တော်ဘုတ်မှာအတော်ကြီးသဖြင့်ပဲ့ပိုင်း၌ကျွန်ုပ်နှင့်ဆက်သားတို့ရန်ဖြစ်ထားခြင်းကိုအဖော်နှစ်ယောက်တို့တီးကြတော်လေတစ်ဖွဲ့ထဲတွင်ရန်သူမရှိစေရမိတ်ဆွေကြီးဖြစ်စေရမည်ဟုသဘောထားသည့်အပြင်ကပြချင်းအတူအိတ်ချင်ကြသည်နှင့်ဤသို့နှစ်ယောက်စီခွဲလိုက်ခြင်းဖြစ်နေသည်ဆက်သားမှလည်းအိန္ဒိယတိုင်းရင်းသားကလားလူမျိုးများအနက်တွင်လူညံ့တယောက်မဟုတ်ဂိုက်ဆိုင်ကောင်းလာ၍ဘိုဟန်ဖမ်းနေသူတယောက်ဖြစ်၏ထို့ကြောင့်လည်း
ဘိုးကပြားကလေးများသာလောက်ကြရသောဤအဖွဲသို့ဝင်လာနိုင်ခြင်းဖြစ်လေသည်မည်သူကိုကဲ့၍မည်သူမျက်နာနှင့်အလုံးရသည်ကိုမူကျွန်ုပ်မပြောနိုင်ပေထိုနည်း၌ဆက်သားသည်ကျွန်ုပ်နှင့်တပ်ပုတ်ခဲ့ကြသောအဖြစ်ကိုအမှတ်မထားသည့်လက္ခဏာဖြင့်ကျွန်ုပ်အားစတင်စကားပြောရာကျွန်ုပ်မှလည်းရန်ညှိုးဖွဲ့ရန်ဝါဒနာမပါသည့်အလျောက်သူကရောလည်းရင်ရောသလောက်လိုက်ရောပြောဆိုခဲ့လေသည်ကိစ္စရသောတာဝန်မှာလူ၄ယောက်အနက်တယောက်လည်းရင်3နာရီများစီအလှည့်ကြပြီရာမိမိ၏တာဝန်ပြည်စီသည့်နောက်တွင်နောက်လူကိုနှိုး၍အလှည့်ပေးရန်ဖြစ်လေသည်ကျွန်ုပ်၏အလှည့်မှာ9နာရီမှ12နာရီအထိဖြစ်၍ကျွန်ုပ်သည်ရင်းခါများ၌ကန္နာတစ်လျှောက်တွင်လေသံမှန်နှင့်စစ်ခံတမန်ကြီးများတန်းစီကစီစီကားကားရှိ၍ကမ်းပေါ်တွင်လည်းလက်ဖက်ရည်ဆိုင်များတက်မီရောင်တဝင်းဝင်းရှိပူခဲ့ခြင်းနှင့်တလျှောက်လုံးမဲမောင်နေသောထိုညတို့၏ထူးခြားပုံကိုတတိယသဖြင့်အဖြစ်အပျက်ကိုစဉ်းစားရင်းမြင့်လည်၌မိအောင်ကလေးလက်ခဏင်းမြင်လိုက်ရ၏ကျွန်ုပ်သည်ဝိတရားအတိုင်းတနတ်ကိုကောက်ယူ၍မိအောင်လက်ဖူးသောနေရာသို့မျှော်ကြည့်ပါတော့လေနောက်ထပ်လည်းမမြင်ဘာသာမှလည်းမကြားရမော်တော်ဘုတ်ရှိသောနေရာနှင့်လည်းအတော်ကွာလန်းသောကြောင့်ခပ်ပေါ့ပေါ့ပင်နေလိုက်မိတော့သည်များမကြမီ12နာရီထိုးသည်နှင့်ကျွန်ုပ်နှင့်ဆက်သားကိုနှိုး၍အလှက်ပေးပြီးလည်းရင်အိယာသို့ဝင်ခဲ့လေသည်မြစ်လည်၌မိအောင်လက်ခဏင်းမြင်လိုက်ရခြင်းအကြောင်းကိုဆက်သားအားပြောပြသည်ဆက်သားမှာစက်ခဏင်းဖြစ်သွားပြီးမှကိုဘရိတ်အုပ်လိုက်တဲ့ကဲ့သို့ငြိမ်သွားသည်ဟုနောက်အခါတွင်မှပြန်လေတတိယမိတော့သည်ထိုစဉ်ကမူအရင်မလုံးလားဟုအောင်းမေ၍အိယာတို့သာဝင်ခဲ့လေသည်ကိဆောက်ရသောအလုံးမှာအလုံးတကာတို့တွင်ညီးငွေပွဲအကောင်းဆုံးတစ်ခုဖြစ်၍ကျွန်ုပ်သည်အိယာတို့ဝင်ပြီးသည့်နောက်10မိနစ်ခန့်မျှကြာမီမထင်အိပ်ပျော်သွားတော့သည်အသက်ရှူကျက်သည်နှင့်နိုးလာ၍မျက်စိဖွင့်ကြည့်လိုက်ရာလူတစ်ယောက်သည်ရင်ဝပေါ်၌ဒူးထောက်၍အခြားတစ်ယောက်ကပါဇက်ထဲသို့အဝိဆိုပြီးလည်းအခြားလူများကခြေထောက်နှင့်လက်များကိုခြိတုပ်နေကြတော့သည်ကျွန်ုပ်ကရုတ်တရက်ကုန်းထမီးဟုစက်ခနဲ့ဖြစ်သွားသည်တွင်မျက်လုံးအနီးသို့ဓမြောင်တလက်ရောက်လာသည်ကိုလက်ခနဲ့မြင်လိုက်ရ၍မလုံးနဲ့အသက်ပြုတ်သွားမယ်ဟုအင်္ဂလိပ်လိုပြောတန်ကြားလာ၏အတန်မှာဆက်သား၏အတန်ဖြစ်လေသည်ထိုအချိန်တွင်ကျွန်တော်၏ခြေလက်များမှာမြဲမြံကြက်တဲစွာခြိတုပ်ပြီးဖြစ်၍ပါဇက်တွင်လည်းပြည့်ကျက်အောင်အဝတ်များစို့သွင်းပြီးနေသောကြောင့်ကျွန်တော်မှာမိတို့မှမတက်နိုင်ပဲအကဲခတ်နေရတော့သည်မော်တော်ဘုတ်ပေါ်၌လှုပ်ရှားသွားလာလျက်ရှိသောသူများ၏အလုံးအရန်နှင့်ကိုဟန်အမူအရာတို့ကိုကြည့်ရခြင်းအပြင်ဂျပန်များဖြစ်သည်ဟုကျွန်ုပ်သိရသည်နှင့်တပြိုင်နက်ဆက်သားမှာဂျပန်တရှိုးဖြစ်သည်ဟုစဉ်းစားမိတော့သည်စင်စစ်မှာဂျပန်များသည်ကျွန်ုပ်တို့ဘက်မှမသိစေရအောင်မြို့ရင်းတို့ဝင်လာ၍ဆက်သား၏အကူအညီဖြင့်ကျွန်ုပ်တို့၏မော်တော်ဘုတ်ကိုသိမ်းလိုက်ပြီးလေပြီနောက်တခဏ၌ဥပိုင်းစီမှအုတ်ခနဲအော်မြည်တမ်းကြားရ၍မြစ်ထဲသို့ဝန်ကနေပစ်ချလိုက်သောအတန်များကိုကြားရသဖြင့်မော်ဂိန်နှင့်ဆောင်းသားတို့တွားရှာကြပြီဟုကျွန်ုပ်တွေးနာ၏ကျွန်ုပ်ကိုခြိတုပ်ထားခြင်းမှတပါမိတို့မျှမပြုလုပ်ချေမိတို့သောအကြောင်းကြောင့်ပေမည်ဤပြဿနာကိုဆက်သားကပင်ကျွန်ုပ်အဖို့ရှင်းလင်းပေးပေသည်ဂျပန်များသည်မော်တော်ဘုတ်ထဲသို့ဆင်း၍ရန်တောက်များရိတ်ခါများနှင့်လက်နက်များကိုစစ်ဆေးကြည့်ရှုလျက်ရှိစဉ်ဆက်သားသည်ကျွန်ုပ်၏အနီးတွင်ထား၍အခန့်ခတ်အောင်စွပေးလေသည်ဇော်ဟိတ်ဆိုတာမင်းမဟုတ်လားကွရန်ဖြစ်တော့ငါမသိဘူးဒီနောက်မှမေးကြည့်လို့ငါသိရတယ်မင်းကလူစွမ်းကောင်းတယောက်ဆိုမြင်လိုက်ကြကွာခဲတလုံးနဲ့ငှက်နှကောင်ပြစ်တယ်ဆိုတဲ့စကားပုံလိုဖြစ်နေပြီကောမင်းတို့ရဲ့မော်တော်ဘုတ်နဲ့ပစ္စည်းတွေအတွက်ဂျပန်စီကငွေလဲရသည်မင်းကိုလည်းလက်စားချေရသည်ဟာနေရကြလိုက်တာဟိုခွေးကပြားနှစ်ကောင်တော့မြစ်ထဲကန်ချလိုက်ပြီမင်းကိုတော့တနည်းနဲ့တက်ရမယ်မင်းကတက်တိကောင်းတဲ့လူစွမ်းကောင်းဆိုကွမင်းတက်တိဘလောက်များကောင်းတယ်လဲငါလိုက်ကြည့်စမ်းကျင်ပါပြီကွာရှိပါစေတော့လေလုံချုံအေးစစ်စစ်ရှိတဲ့နေရာမှာနေပြီးအကျွေးနဲ့ပဲအရသာခံပါတော့မယ်ဆက်သားပြောစကားများအနက်ကျွန်ုပ်သည်ပထမပိုင်းကိုနားလေတော့လေအကျွေးနှင့်အရသာခံတော့မည်ဆိုသော
ဒုတိယပိုင်းစကားများကိုထိုအချိန်၌ကျွန်ုပ်နားမလည်သေးကြီးဆက်သားกว่าဆက်သားသိရလားငါ့ကိုပါဇက်နဲ့စော်ကားရင်တော့ဓာတ်နဲ့ထိုးတက်ခဲ့တဲ့ခေါင်းกว่าမင်းကငါ့နဲ့ထင်ကိုလက်သီးနဲ့ထိုးဝင်းတဲ့ကောင်ကိုกว่าဓာတ်နဲ့တစ်ချက်ထိုးပြီးတစ်ချက်ချင်းနဲ့တိတ်သွားတဲ့တက်နီးမျိုးလောက်ကိုငါမကျင်နိုင်ဘူးกว่าစိတ်တင်းနဲ့ဇော်ဟိတ်ဆိုလို့မင်းစိတ်ဟာဘလောက်များတင်းနိုင်မလဲဆိုတာငါစမ်းကြည့်ခြင်းနဲ့ဟာဟာဟာကိုရိုင်းလိုက်ကြည့်ရဘလောက်များစိတ်ရှိမလဲကွာမျက်လုံးတွေယူထွက်တာငါလိုက်ကြည့်စမ်းကျင်ပါပြီကွာဆက်သားသည်ကျွန်ုပ်အားတတ်ဖို့အစီအစဉ်လှုပ်ထားသည်ဟုနားလေတော့လေမိတို့သောနီးဖြင့်တက်လိမ့်မည်ဟူ၍ကစဉ်းစားမရနိုင်ပဲရှိတော်သည်ဆက်သားကခနဲ့နေသောစကားများကိုကျွန်ုပ်ကပြန်၍ချီလိုတော်လေပါဇက်တွင်အဝတ်ဆုတ်ထားသောကြောင့်မိတို့မျှမတက်နိုင်ကြမကြမီဂျပန်တယောက်သည်ဆက်သားအနီးသို့ရောက်လာ၍အချက်ပေးသည်တွင်ဆက်သားကဂျပန်အားစကားတီတိုပြော၏ပထမ၌ဂျပန်သည်မြင်းဆန်မိဟန်ပြင်တော်လဲနောက်ဆုံး၌ကျွန်ုပ်ဖက်သို့ကြည့်ကခမားသဘောအတိုင်းပါပဲဟုအင်္ဂလိပ်လိုပြန်ပြောလိုက်၏ထို့နောက်ဂျပန်တယောက်ရောက်လာ၍ပထမဂျပန်၏အမိန့်အတိုင်းလိုက်နာကြဟန်တူလေသည်ဂျပန်နှစ်ယောက်သည်ကင်းကော့ပေါ်၌တုံနောင်ကတင်ထားသောကျွန်ုပ်အားကင်းကော့ပါချီ၍မော်တော်ဘုတ်ပေါ်မှလောင်းလေကလေးတစ်စင်းပေါ်သို့ရွှေ့ပြောင်းကြရာဆက်သားလဲထက်ချက်မကွာလိုက်ပါလေသည်ကျွန်ုပ်မှာခြေရောလက်ပါကင်းကော့နှင့်ပူးကတ်ချီတုပ်ထားသောကြောင့်မိတို့မြမကန့်ကွက်နိုင်ပဲအသေးကောင်ကဲ့သို့ခံနေရလေသည်ကျွန်ုပ်အားမိကဲ့သို့သောအကြံအစီရှိသည်ဟုကြွေးရည်လဲမရမင်းရန်လည်းမဖြစ်နိုင်တဲ့ဖြင့်အကဲခတ်၍သာနေရတော့သည်ဤเจ้าရာများကိုမှတ်တမ်းအဖြစ်နှင့်ရေးသားရခြင်းသည်ပြီးလျင်စက်သိမ်းထားမိတော့သည်ကျွန်ုပ်ကအလွယ်တကူနှင့်ကြောက်တတ်သောလူတစ်ယောက်မဟုတ်ကြောင်းကိုစာဖတ်သူတို့သိလောက်ကောင်းပါပြီလောင်းလက်ကလေးတွေသို့ရောက်ကြသောအခါဂျပန်နှစ်ယောက်တို့သည်ကျွန်ုပ်ကိုလှေပေါ်တွင်အလျားလိုက်ချထား၍ထွက်သွားသဖြင့်ဆက်သားတစ်ယောက်တည်းကြံရစ်ခဲ့၏ဆက်သား၏မျက်နှာမှာရက်ဆက်ကြမ်းကြုတ်သူတစ်ယောက်အလိုပြည့်နေခြင်းတကယ်တော့တပြုံးပြုံးရှိ၍နှလုံးသားပဲကောင်းလှပါတော့သည်ဂျပန်နှစ်ယောက်သည်ဆင်းသွားကြသည့်နောက်ဆက်သားသည်အောက်ပါအတိုင်းပြင်ဆင်လေ၏ရှေးဟုစွာဆက်သားသည်လေးကလန်ဝင်သောဓာတ်စီပုံတစ်ပုံကိုကျွန်တော်၏ခေါင်းရင်းဘက်၌ချထား၍အုံးဆန်ကျိုးတစ်ချောင်းကိုလည်းဓာတ်စီများဆွတ်ပါသည်ထို့နောက်ကျွန်တော်၏နဘေးတွင်မုတ်တတပုံအလွတ်တစ်လုံးနဲ့သို့ပြောင်းရန်တိုင်းထွန်းကြီး၍ထောင်ထားပါသည်လောင်းလေမှာပေါင်းမိုးပါရှိ၍အတွင်းသို့ဝင်လာသောလေကြောင့်ပြောင်းနိုင်ပြီးမှအနှဲငယ်မြသာလှုပ်ရှား၏တို့ရတွင်မုတ်တတအတွင်း၌ကလင်းငိမ့်တက်နေသဖြင့်မိတောက်သည်တည်ငြိမ်စွာလောင်နေ၏နောက်ဆုံး၌ဆက်သားသည်ဓာတ်စီဆွတ်ထားသောအုံးဆန်ကျိုးတစ်စားကိုဓာတ်စီပုံထဲသို့ထိုးသွင်း၍အခြားသောအစကိုဖျောင်းနိုင်အောက်ပိုင်း၌ခြိထားလေသည်ဤချင်းရာကိုမြင်ရသောအခါသူတို့သည်ဆက်သား၏အကြံအစီကိုရိပ်မိ၍တကိုယ်လုံးတွင်ချွေးများကျလာပါသည်သူတို့အကြောင်းကိုဖက်ခရသူတို့တိကျမည်ဖြစ်သည့်အတိုင်း1 ယောက်နှင့်3 ယောက်ဖြစ်စေ4 ယောက်ဖြစ်စေတက်နိုင်လျင်တစ်ကြိမ်ဖြစ်စေကိုထက်ကြီး၍စင်လောက်အားကောင်းသည်ဖြစ်စေရင်ဆိုင်တိုက်ရလျင်အာမလျှော်ရန်တိုက်၍အမားမရှိစေုံသာမကအခွင့်အရေးရသမျှရှူတတ်တော်လေဤကဲ့သို့ငြိမ်ငြိမ်နေ၍အသေးခံရသောမိမျိုးမူကားကျွန်ုပ်ဝါဒနာမပါသဖြင့်တုံလှုပ်မိပါသည်သူ၏အကြံအစီကပြောင်းနိုင်ကိုမိလောင်ကျွမ်း၍ကျိုးချီထားသောနေရာသို့ရောက်သောအခါကျိုးသို့မိကူပြီးလျင်ဓာတ်စီပုံးစီသို့ရှောက်လောင်သွား၍နောက်ဆုံးတွင်ဓာတ်စီပုံးပါလောင်စေရန်ဖြစ်လေသည်ဓာတ်စီမီသည်မိနှင့်တရိုက်တွေ့ရသောအခါပောက်ကွဲတတ်သည်ဟုပြောကြပါသည်ပြောသည့်အတိုင်းပောက်ကွဲပြီးမှတောက်လောင်သည်ဖြစ်စေကျွန်ုပ်အဖို့မှာမိလောင်၍တည်ရန်မှတပါအခြားနည်းလမ်းမရှိတော့ပါအလုံးစုံပြင်ဆင်ပြီးသောအခါဆက်သားသည်ကျွန်တော်၏ခြေလက်နှင့်ကိုရင်ချီတုပ်ထားသောကြိုးများကိုတေချာစွာကြည့်၍အထုံးအဖွဲ့များခိုင်မြဲခြင်းကိုတွေ့ရပြီနော်ကျွန်တော်၏မျက်နှာအနီးသို့ကပ်လျက် goodbye ဇော်ဟေဟုနှုတ်ဆက်ကထွက်သွားပါသည်ကျွန်ုပ်သည်ငြိမ်သက်စွာစဉ်းစားနေရမှာလောင်းနေဤလှုပ်ရှားသောအချင်းအရာနှင့်ဖျောင်းနိုင်မိကြောက်၏ကနာမငြိမ်ဖြစ်သောအဖြစ်ကိုမြင်ရခြင်းအပြင်ဆက်သားသည်လောင်းလေကိုစိတ်ကမ်းမှဖြုတ်၍ရေချောင်းစီသို့ထိုးမျောလိုက်ခြင်းဖြစ်သည်ဟုရိပ်မိပါသည်
မကြမီမော်တော်ဘုတ်မှာစနိုးတန်ကြာရ၍ကျွန်တော်၏အနီးမှကတ်ခုတ်သွားပြီးလည်းရင်ဆက်သား၏အတန်ဖြင့်သွားပြီတော့ဆိုဟဲ့ချောမောပါစေကွယ်ဟုပြောင်လောင်ကနှုတ်ဆက်သွားသည်ကိုကြားလိုက်ရပါသည်ကျွန်တော်၏အခြေအနေကဤသို့ပေသည်လောင်းနေကလေးသည်မြစ်ကြောင်း၌မျောပါလျက်ရှိရာအခြားသောကာလများ၌စိတ်ကားတစ်လျှောက်တွင်ပြည့်နှက်နေသည့်လေတမန်တမောများနှင့်တိုးဝင်ဖို့ရှိတော်လေယခုမှမူတလျှောက်လုံးဆင်းနေသောကြောင့်ရေချောင်းအတိုင်းအလျားလိုက်မျောပါဖို့သာရှိနေသည်ကျွန်ုပ်၌ချီနှောင်နာသောကြိုးများမှာအလွန်ခိုင်မြဲသောကြောင့်ဖြည့်ရန်လည်းမတက်နိုင်ရုံးကန်ထက်တောက်ရန်လည်းမဖြစ်နိုင်ချေဖြစ်တော်မူလမ်းစဉ်ကပြောင်းနိုင်သည်တဖြည်းဖြည်းလောင်ကျွမ်း၍ကျိုးချီထားသောနေရာသို့ရောက်သောအခါမီးရောက်သည်ကျိုးတစ်လျှောက်သွား၍ဓာတ်စီပုံးသို့ရောက်ရမည်ဧကန်ဖြစ်လေသည်ပြောင်းနိုင်မှာပထမ၌အသည့်အရှိဖြစ်၍တမိုက်ခန့်ရှိတော်လေယခုမှလက်သုံးသစ်ခန့်လောင်ကျွမ်းပြီးသဖြင့်ကျိုးချီထားသောနေရာနှင့်လေးသိမျှသာကွာပြီးတော့သည်ကျွန်ုပ်၏ခံမှန်းခြင်းအရထိုနေရာသို့ရောက်ရန်မှာတနာရီခန့်မျှကြာလိမ့်မည်ဖြစ်၍ကျွန်ုပ်၏တက်တန်းသည်တနာရီခန့်မျှသာရှိသည်ဟုဆိုနိုင်ပေသည်ကျွန်ုပ်သည်တနာရီကိုမြည်သည့်နည်းနှင့်ခံနိုင်ပါမည်နီခံရပါမည်နီလွတ်နိုင်သောနီလန်းမရှိဆိုလည်းရင်မြန်မြန်ကိစ္စပြီးနိုင်သောနီလန်းမရှိလေသလောလူဤစိတ်သည်အလွန်စမ်းကြဲ၏မြန်မြန်သေး၍မြန်မြန်ကိစ္စပြီးခြင်းသည်လည်းမှန်၏တို့ရတွင်အုံးဆန်ကြိုးခြိထားသောနေရာသို့မိတောက်ရောက်ဖို့မိမြလောက်လိုချေသည်နည်းဆို၍ဖျောင်းနိုင်ကိုလှမ်းကြည့်လိုက်ရသည်မှာအမောကြီးဖြစ်နေတော့သည်ဖတ်သားတို့ထွက်သွားပြီးသည်နှင့်တပြိုင်နက်ကျွန်တော်၏ဥစွာသောအလုံးမှာလက်ခြေကိုစသည်တို့၌ခြိထားသောကျိုးများမှလွတ်အောင်တက်နိုင်သမျှရုံးကန်ရခြင်းဖြစ်လေသည်ကျိုးမှာမနီလာလျှော့ကျိုးဖြစ်၍အလွန်ခိုင်ခန့်သောကြောင့်ပြတ်ဖို့ဝေးစွာကျွန်တော်၏ညှစ်ဖြစ်ရုံးကန်သည့်အတိုင်းကျွန်တော်၏အသားရဲသို့နင့်ဝင်သွားသောကြောင့်ဆုတ်ပြတ်သောအရေပြားမှသွေးများယိုစီးကြလာတော့သည်ကျိုးမပြတ်နိုင်ဟုကျဉ်တ်သောအခါ၌ကျွန်ုပ်သည်ကင်းကော့ရောလူပါချွတ်ထွန်းအောင်တနည်းစူးစားသည်၏တို့ရတွင်ကျွန်ုပ်၏ကိုယ်နှင့်ကင်းကော့ရောပူးတွဲချီနှောင်ပြီးမှကင်းကော့နှင့်လှေကိုတဖန်တုတ်နှောင်ထားပြန်သောကြောင့်ကျွန်ုပ်၏ရုံးကန်ခြင်းများသည်အချီးအနီးဖြစ်ရတော့သည်ဤကဲ့သို့တချီရုံးလိုက်ရသည့်အခါတိုင်း၌ပင်ပန်း၍အားကုန်သွားသည့်အတွက်တတုတ်အနားယူရပြန်လေသည်အနားယူပါတော့လဲရုတ်တရက်အမောမပြေပါဇက်တွင်အဝိတ်ဆွတ်ထားသည့်အတွက်ကြောင့်နှာခေါင်းဖြစ်သာရှူနိုင်သဖြင့်လေကိုဝအောင်မရှိုက်နိုင်ကြထို့ကြောင့်တချီယုံ၍မောပြီးလည်းရင်အတန်ကြာအမောဖြေရလေသည်တနိုင်သည်မြတချီတစ်ဖွဲ့ရုံးကန်ပြီးသည်နောက်ကျွန်ုပ်သည်အမောဖြေလျက်ရှိစဉ်ကျွန်ုပ်၏နှလုံးများကဖျောင်းနိုင်မှလွဲ၍မြည်သည့်နေရာကိုမှလှမ်းကြည့်ရန်မဝင်ပါပတ်ချီထားသောကျိုးစီတို့မိတောက်ရောက်သွားသည်ကိုတကြည့်ရဲခြိုက်၍ကြည့်နေမိပါတော့သည်ရင်းတို့ကြည့်နေစဉ်အချံတစ်ခုပေါ်လာ၍ဖျောင်းနိုင်ကိုနှာခေါင်းပေါက်မှမှုန်ငိမ့်ဖို့ကြိုးစားသည်ဖျောင်းနိုင်ထည့်ထားသည့်မုတ်တစ်တာပုံမှာကျွန်ုပ်နှင့်အလွန်ကြီးမဝေးသောကြောင့်ပါဇက်ဖြင့်အားကုန်နှင့်ခါမှုရပါလေရင်ငိမ့်လောက်เสียရှိပါ၏ယခုမှနှာခေါင်းပေါက်မှမှုရခြင်းဖြစ်သောကြောင့်မိထောက်ကလေးမဆိုသလောက်လှုပ်ရှားယုံမှတပါထူးထူးခြားခြားမရှိကြတခါတရံတွင်မိထောက်သည်အလိုအလျောက်ရင်းရိုင်လှုပ်ရှားသည်ကိုမြင်ရ၍စဉ်းစားကြည့်ရာလှေသည်တဲ့တဲ့မမျောပဲခြာလပတ်လဲ၍ဟိုရဲသို့လေချောင်းအတိုင်းစွတ်ဝင်လာသောအခါမိထောက်လှုပ်သွားခြင်းဖြစ်သည်ဟုသိရပါသည်အကယ်၍လေခပ်ပြင်းပြင်းတိုက်၍လေကြောင့်ဖြောင့်ဖြူပါမူမိထောက်ငိမ့်နိုင်ပါ၏လောဟုတွေးတောမျှော်လင့်မိ၏တို့ရာတွင်မုတ်တစ်တာပုံကွယ်ထားသည့်အတွက်ကြောင့်မိငိမ့်လောက်အောင်လောင်ရန်မဖြစ်နိုင်ဟုအာလျှော့မိပါသည်ဤတွင်နှာခေါင်းဖြင့်မှုန်ငိမ့်ဖို့တဖန်စူးစားပြန်ရာလေကုန်၍မောဟိုက်သည်တွင်မှရက်နာရပြန်ပါသည်ထို့တော်တွင်၌ဆက်သားတို့၏မော်တော်ဘုတ်ခုတ်တန်သည်လေအသင်းအလျောက်တစ်ချက်တွင်ပေါ်လာ၍နောက်ဆုံးတွင်တခါတည်းပျောက်ကွယ်သွားပါတော့သည်ကျွန်တော်၏မျက်လုံးများသည်ဖျောင်းနိုင်မှတခဏမျှခွာသည်မရှိပဲတစိုက်တည်းစိုက်လျက်ကြည်နေစဉ်ဖျောင်းနိုင်မှလောင်ကျွမ်းပြီးသောမိစာဤပြသည်အတောင့်ကလေးဖြစ်၍ရှည်သည်ထက်ရှည်ထွက်လာသည်ကို
တွေ့ရသဖြင့်စိတ်ထဲ၌စိုးရိမ်ပူပန်ခြင်းတရက်ဖြစ်ပေါ်လာ၏လောင်ကျွမ်းပြီးကားစားဖြစ်သောမိစာသည်တခဏ၌မိခဲကလေးကဲ့သို့ရဲရဲနေလျက်ရှိရာမိစာသည်မိတောက်ထဲမှကျွေထွက်၍အုံးဆန်ကျိုးပေါ်သို့မိကူ၍တောက်လျှောက်တောက်လောင်ပြီးလျင်ဓာတ်စီဝုံးကိုပောက်ကွဲစေနိုင်သည်ဟုစဉ်းစားမိသောကြောင့်ဖြစ်ပါသည်။ရင်းတို့ဆိုလျင်ကျွန်တော်၏တက်တန်းသည်ဖျောင်းနိုင်နှစ်လက်မှမဟုတ်တော့ပဲတိုးခြင်းတလောက်တိုးနိုင်သည်ဟုတွက်ချက်မိပါသည်။မြန်မြန်သေးလျင်ပြီးတာပဲဟုဗဇက်ကပြောတတ်ကြတော့လေလက်တွေ့ကြုံသောအခါတွင်တက်နိုင်သလောက်အချိန်ရွှေ့ဆိုင်ခြင်းသည်သာဖြစ်ပါသည်။ဖျောင်းနိုင်နှစ်လက်မှသည်အချိန်မီမျှကြာလိမ့်မည်နီလက်ပတ်နာရီကိုလှမ်းကြည့်လိုက်သောအခါ3နာရီတိတိရှိသည်ကိုတွေ့ရ၍မိုးလင်းခဲ့သောမြစ်ထဲ၌လောင်းနေတစင်းမျောနေသည်ကိုမြင်သူများမြင်ကြ၍ဆယ်ယူကြလိမ့်မည်ဟုမျှော်လင့်နိုင်၏ဖျောင်းနိုင်နှလက်မမှာမြည်သည့်နည်းနှင့်မဆိုးမိုးမလင်းမီဓာတ်စီပုံပောက်ကွဲရမည်ဖြစ်သောကြောင့်ကျွန်ုပ်အဖို့မျှော်လင့်ချက်မရှိချေခေတ်ကောင်းစဉ်ကမူမြစ်ထဲ၌လှေများအချိန်မရွေးကူးတန်းသွားလာတတ်သောကြောင့်လှေကြုံတစင်းတလေတွေ့ကောင်းပါ၏ဟုမျှော်လင့်နိုင်၏ဤခေတ်မှာမူနေ့ကင်းအချိန်၌ပင်မြစ်ထဲတွင်ကူးတန်းသွားလာခြင်းနေပါရကလင်းအားကြီးချိန်၌ခရီးသွားလေတွေ့ရန်မမျှော်လင့်နိုင်ပေသို့ပါတော့လဲမျက်စီသည်ပြောင်းနိုင်မှမခွာပဲနားမူကားကြည့်ကနေမြည်သည့်တက်ခတ်တံကိုအစုံအစမ်းအမြဲတမ်းဆွင့်ထားမိပါတော့သည်ထိုမှတပံကြွေကြသည့်မိပြကိုတတိယပြန်၍စူးစူးဆိုင်ဆိုင်ကြည့်နေစဉ်ပြကလေးသည်မိတောက်ထဲမှတစ်ချက်ကြွေကြသွားတော်လဲအုံးဆန်ကျိုးကိုမိဆွဲ၍လုံလောက်စွာအရှိန်မပြင်းသည်နှင့်တော်ပါသေး၏ဟုအောက်မေ့မိပါသည်အကယ်၍နောက်ဆုံးတွင်မိဆွဲလာသဖြင့်ဓာတ်စီပုံတို့ရောက်တော့သည်ထားပါစို့ဂျာညနေပောက်ကွဲ၍တစ်ချက်တည်းအသက်ထွက်ချိန်မီလောတို့ဒီမဟုတ်ပူလောင်သည့်ဝေဒနာကိုအပြင်းအထန်အလူအလဲခံစားရပြီးသည့်နောက်မှာအသက်ထွက်ရခြင်းမီလောဟုသောကြံစားချက်သည်ကျွန်ုပ်ကိုနှိပ်စက်ပြန်ပါသည်ဂျာညနေပောက်ကွဲ၍တစ်ချက်တည်းအသက်ထွက်သွားလျင်ကတော်ပါသေး၏အမှန်မှာဤသည်လဲမတော်လားဟုတတိယပါသေးသည်ထို့သောမဟုတ်ပဲအလူအလဲခံစားရပါမူကားကျိုးတွေတင်းကျပ်တုတ်ထားသည့်အတွက်ကြောင့်လူလှည့်ရန်ပင်ဖြစ်နိုင်မည်မဟုတ်သို့သောနေပါအောင်မိတောင်လောင်သည့်အခါကျိုးတွေပြက်ကုန်၍လွတ်လပ်ခွင့်ရနိုင်မည်မဟုတ်ပါလောလူမသိမီသို့မဟုတ်ထပြေးနိုင်သောခွန်အားကြံရှိသေးသည့်အတော်အတွင်းကျိုးတွေပြက်အောင်လောင်လိမ့်မည်လောဟုအစရှိသောတွေးတော်လုံးများသည်ကျွန်တော်၏ဦးကောင်းထဲတွင်တစ်ခုနှင့်တစ်ခုထွေးလုံးရှစ်ပတ်တက်လားပုတ်လားဖြစ်နေကြပါတော့သည်တစ်ချက်တွင်လေကျွန်ုပ်သည်ရတနာသုံးပါးကိုတတိယ၍တစ်ခါတွင်လေမိခင်ကြီးနှင့်နှမအပြိုကြီးကိုတတိယပါသည်ရတနာသုံးပါးဟူသည်မှာအချို့လူများယုံကြည်တဲ့ကဲ့သို့တရဝါကိုကဲ့တင်နိုင်သည်ဟုမယုံကြည်သောကြောင့်ကဲတော်မူပါဟုမတောင်းတပဲဘဝကူးစေရန်ဆို၍စိတ်ထဲကကြော်မိပါသည်မိခင်နှင့်နှမတို့ကိုမူကားအမှန်အားဖြင့်ဖျားတရားတို့ထက်ပို၍တတိရမိပါသည်ကျွန်ုပ်အဖြစ်ကိုမိခင်ကြီးတွေ့ရလျင်အဘယ်များလောက်ယူကျိုးမရဖြစ်ရရှာမည်နည်းဟု၍လည်းဝမ်းနည်းမိပါသည်ဤတော့အတွင်၌ဖျောင်းနိုင်သည့်အုံးဆန်ကျိုးအထက်တွင်တလက်မှတသားကလေးများသာကြံမာတော့သည်တို့သည်စပက်ကြီးမွင်ညှို့ချင်းကဲ့သို့ဖျောင်းနိုင်မှမျက်နှာလွှဲရန်မတတ်နိုင်ပဲအုံးဆန်ကျိုးအထက်၌ကြံသေးသောအပိုင်းကလေးကိုသာစိုက်ကြည့်နေမိပါတော့သည်ဤတွင်ကိုမခွာခြင်းသည်နှင့်မျက်စိကိုဖျောင်းနိုင်မှအတင်းဆွဲခွာတဲ့ကဲ့သို့စူးစမ်းစမ်းပါ၏တို့ရတွင်တောက်တက်ကပ်နေသောကြောင့်တခဏကလေးမျှခွာ၍မရနိုင်ပါနောက်ဆုံး၌ခွာမရနိုင်ခဲ့လျင်မကြည့်ပဲမှိတ်ထားမည်ဆို၍စမ်းကြည့်ပြန်၏တစ်ကြိမ်နှစ်ကြိမ်သုံးချိန်တိုင်းစူးစမ်းသောအခါမှအောင်မြင်ပါတော့သည်အောင်မြင်၍မှိတ်ထားလိုက်သည်နှင့်တပြိုင်နက်မိခင်နှင့်နှမတို့၏မျက်နှာများပေါ်လာကြ၍တာရီလူလေးကိုကြီးရေဟူသောအတန်များသည်နားရဲသို့တိုးဝင်လာကြသည်နှင့်မျက်စိများကိုတဖန်ဖွင့်ပြလိုက်ရပြန်ပါသည်မိတိုင်ကတလက်မထက်များတော့သည်မချင်ပေဤတွင်စဉ်းစားမိပြန်သည်ကဓာတ်စီဆွတ်ထားသည့်အုံးဆန်ကျိုးသည်မိတောင်နှင့်တွေးသည့်တိုင်အောင်စောင့်နေပါမည်လောအပူရှိန်ဟပ်၍တောက်လောင်ပြီးလျင်ဓာတ်စီဘုံစီသို့မိတောက်လိုက်သွားနိုင်မည်မဟုတ်ပါလောဟူသောစဉ်းစားလုံးသည်
ကျွန်တော်၏အုံနောက်ကိုထိုးဆွမိတဲ့ကဲ့သို့ခဏမငြိမ်ရှိစေတော့သည်သို့သောနောက်တစ်ခဏ၌မူကားဓာတ်စီမီဒီမှာဆွတ်ဖြန်းပြီးနောက်ပြန်တက်သောတဘာဝရှိ၍အုံးဆန်ကျိုးတဲ့၌မကြံရစ်တော့ပဲကျိုးကိုလောင်မိအချိန်မှလောင်စေတော့မည်ဟု၍စဉ်းစားမိပါသည်ဖျောင်းနိုင်ကတလမဤ၄ပုံ၃ပုံခန့်သာကြံမာတော့သည်အုံးဆန်ကျိုးမှာအချို့နေရာ၌ဖွာတက်၍အမြင်ကလေးများထွက်နေသဖြင့်မိထောက်သည်ကျိုးသို့ရောက်အောင်မနေပဲအမြင်ကလေးများကိုစတင်လောင်ကျွမ်းခြင်းအပြင်တမတ်ခန့်နှုတ်သွားသည့်အတွက်ကြောင့်အမှန်အားဖြင့်သုံးမှတ်မကြမ်းငါးမှုလောက်သာကြံတော့သည်ဟုတွက်ချက်မိပါသည်နောက်တစ်ခဏတွင်အုံးဆန်ကျိုးထဲမှအထူးရှည်လျားသောအမြင်ကလေးတစ်မြင်သည်ဖျောင်းနိုင်မှငိုက်ကြလာသောမိပြာနှင့်ထိတွေ့မိသဖြင့်မိကိုကလေးများဥထွက်လာသည်ရာကျွန်ုပ်မှာကျိုးကိုမိကူးချင်မီလောဟုပြူးကြည့်နေမိပါသည်တို့ရာတွင်မိကြောင့်မဟုတ်မိချီနေတူသောပြာဘူးများသာဖြစ်သောကြောင့်တောက်လောင်သောအဖြစ်သို့မရောက်ပဲမိကိုထွက်၍ကျွမ်းယုံများဖြင့်ပြီးသွားပါတော့သည်မိကူရောမြည်ထင်ခဲ့ရာမကူသေးကြောင်းတွေ့ရသောအခါကျွန်ုပ်မှာညီတို့ဖြစ်သည်မသည်ဥရဲမှရာကြည့်ကြည့်ဖြစ်လာ၍အတန်ထွက်အောင်ပင်ရီလိုက်မိပါသည်ဤတွင်ငါယူချင်ပြီးထင်တယ်ဟုကိုကိုတတိယ၍ break အုပ်လိုက်ရပါသည်တို့ကတွင်ကျွန်ုပ်မှာမိုးလင်းဖို့အချိန်နီးချေပြီလောဟုသိကျင်သောစောသည်တာလွန်ထက်တန်တော်လဲပေါင်းမှုအဝါစီတို့၎င်းလက်ပတ်နိုင်တို့၎င်းလှမ်းကြည့်ရန်မတက်နိုင်ပဲဖျောင်းနိုင်နှင့်မျက်လုံးများပူးကတ်ထားတဲ့ကဲ့သို့ခွဲခွာ၍မရအောင်ဖြစ်နေပါသည်စစ်မှာကျွန်တော်၏မျက်စိများနှင့်ဖျောင်းနိုင်တို့ပူးကတ်နေခြင်းချက်ပုံမခိုင်မြဲသည်မဟုတ်တော့ပါခြေလက်များကိုဖြုတ်ဖို့ခဲရင်သလားမျက်စိကိုတစ်ချက်ကလေးမျှမှိတ်ထားရန်လည်းမဖြစ်နိုင်တော့ပါမျက်တောင်မျှပင်ခတ်မိတော့ပြီးမတင်ပါပြူးဆိုင်ကကြည်နေမိပါတော့သည်ဖျောင်းနိုင်မှုကသုံးမှုခန့်မြသာကြံမာတော့သည်သုံးမှုမျှရှိသောဖျောင်းနိုင်ကိုလောင်ကျွမ်းရန်အချိန်မီမျှကြာကြည်မီနီ15မိနစ်လော10မိနစ်လောလူဤအသက်တစ်ချောင်းသည်လက်မဝက်မျှမပြည့်သောဖျောင်းနိုင်ကလေးအပေါ်၌မိခိုနေတဲ့ကဲ့သို့ဖြစ်ရသည်မှာအံ့ဖွယ်ရာတစ်ခုပြီးတကားဟုစဉ်းစားမိရမှာစိတ်ကူးများဝင်လာပါတော့သည်လောက၌ဖုန်တကိုကြည်လာပါသည်ဆိုသောဘယင်တပါးသည်ပင်လျင်လူတယောက်၏အသက်ကိုရှင်စေရန်မကြက်နိုင်ကလေး၌မူကားလက်တန်းခန့်တုပ်၍သုံးမှုငါးပဲမျှသာကျန်တော့သဖြင့်အချိန်တမတ်သားထက်မများနိုင်သောဖျောင်းနိုင်တုပ်ကလေးတစ်ခုသည်လူတယောက်ဘဝတစ်ခုနှင့်တစ်ခုကြားတွင်ဆက်ထားသည့်နှောင်ကြိုးတစ်ပွဲဖြစ်နေသည်မဟုတ်ပါလောထိုဖျောင်းထုံးကလေးကုန်ခန်းကွယ်ပြောက်သည်နှင့်တပြိုင်နက်ဤဘဝမှာထိုဘဝသို့ကျွန်ုပ်ခုန်ကူးရတော့မည်။အိုးဖျောင်းကလေးတင့်ကိုတင်တောင့်ခံလိုက်ပါအောင်လော။တင်ပြောက်နေရင်ကျွန်ုပ်အသက်ပြောက်၍တင့်နောက်သို့လိုက်ရကြတော့မည်။အိုးမဟုတ်သေးပါ။တင်မူကားအခိုးအငွေ့ဖြစ်၍ကျွန်ုပ်ကဘာဖြစ်ရကြမည်နည်း။အိုးမစင်စားဝင်ပါ။သို့တော့သူလိုငါလိုလူတယောက်ထက်ဆိုးခဲ့သည်ဟုမဆိုနိုင်တော့ကြောင့်ဆိုးရွားကြည့်တော့မဖြစ်တန်ကောင်းပါဟိုက်တမက်လောက်တောင်မကြံတော့ကြည်တကားတောက်ထားပါအောင်ဖျောင်းမင်းဘဝကူကောင်းအောင်ရန်နာသုံးပါးကိုအာယုံပြူပြီးအမေတို့ရုပ်ဆိုးမတို့အလိုပြောလိုက်ခါရှိသေးအမေတို့ရုပ်ဆိုးမတို့ရောက်လာကြပါကောလားစိတ်ကူးမဟုတ်မိခင်ကြီးနှင့်နှမကလေးကိုယ်တိုင်လောင်းနေကလေးတဲ့သို့ဝင်လာကြသည်ကိုမျက်စိနှင့်တက်အပ်မြင်ရသည်ဟုတ်ပါတယ်ရုပ်ဆိုးမအစ်စ်ပါရီလို့မောလို့ဟုတ်ပေသားပဲသူရည်ကျင်မှာပေါ့သူဒုက္ခမှမဟုတ်ပဲမိလောင်နာနဲ့သူနဲ့ဘာဆိုင်တော့ဟင်ဟုတ်ပါရုပ်ဆိုးမကငိုလို့ပါတကားဂျင်ဘတ်စီတီးနှစ်ကိုအမေကလည်းအမေရဲ့ကျွန်တော်ဘာမှမဖြစ်ပါဘူးဗျဟောတာမီနေအောင်တယောက်လက်တယောက်ဆွဲပြီးခုံပေါက်ကနေကြပြန်ပြီကောဟဲဟုတ်ဘေးကွတယောက်ကိုတယောက်ခြာလက်ပတ်လဲလို့မွတ်နေပါရောလားအမေလက်ထဲကစေးဘောလိတ်ကြီးကမီးတွေတဖွာဖွာနေဟုတ်ပါစတားပါလားလက်သီးများစုပ်ပြနေပြန်ပါပြီဟေ့စတားတတိရှိရင်လာခဲ့ကွာမင်းနဲ့ငါနဲ့တယောက်ချင်းတွေ့ရအောင်ဟဲစတားကလည်းခြာလက်ပတ်လှည့်နေပြန်ပြီသူ့ကိုကမီးတောက်တွေထွက်လို့အောင်မမင်းဒီလောက်မှွအောင်လှည့်တယ်လှည့်နိုင်ပါပြီကွယ်ကြည့်ရတဲ့သူမူးနေတော့တာပဲဟောမွတ်နေပုံကြည့်ပါအောင်ဒီကိုယ်လုံးတေးသေးဝင်သွားပြီးနောက်ဆုံးမှာမိဘွားကလေးလိုကျွန်ုပ်စီခြာလက်ပတ်လှည့်လာပြီးကျွန်ုပ်၏ဦးခေါင်းထဲသို့ဖောက်ထွင်းထိုးဝင်သွားလေရာကျွန်ုပ်မှာမြင်ချင်း
ကြားခြင်းစဉ်းစားစိတ်ကူးခြင်းဝေဒနာခံစားရခြင်းမရှိတော့ပဲလူရောလှေပါတခါတည်းပျောက်ကွယ်သွားပါတော့သည်ကျွန်ုပ်သည်မျက်စိနှလုံးကိုဖွင့်ကြည့်လိုက်သောအခါယူနီဖောင်းဝတ်ဆင်ထားသောမြန်မာတယောက်သည်ဂရင်ဘော်တွင်ထိုင်လျက်ဆရာဝန်တယောက်သည်ခေါင်းရင်းပတ်၌ရက်ခါကျွန်ုပ်ကိုသွေးဆန်းလျက်ရှိသည်ကိုတွေ့ရပါသည်ကျွန်ုပ်သည်မျက်လုံးများတစ်ဖန်ပြန်မိတ်၍စဉ်းစားလိုက်ရာတွင်အမိုးပေါ်သို့မိုးပေါက်များကျနေသောအတန်ကိုကြားရ၍ကျွန်ုပ်၏ဂရင်အနီးတွင်အခြားဂရင်များရှိနေသည့်အဖြစ်ကိုစဉ်းစားမိပါသည်ယူနီဖောင်းဝတ်ထားသောသူ၏မျက်နှာကိုမြင်ဘူးသည်ထင်မိတော့လေမြည်သူမြည်ဝါဖြစ်သည်ဟုဖော်ပြီးမြင်နိုင်မှာထိုသောအတွင်းတနေရာ၌နိုင်ကြီးမှရှစ်ချက်ထိုးတံကိုကြားလိုက်ရ၍နေရောင်ရှိနေသေးသည်ကိုတတိရမိလိုက်သည်မနက်၈နာရီအချိန်ရှိပြီဟုသိရပါသည်ထို့နောက်ကျွန်ုပ်သည်နောက်ဆုံးတတိယသောအဖြစ်ကိုပြန်လည်သုံးသပ်နိုင်သဖြင့်လောင်းလေကလေးအတွင်း၌ဖြစ်ခဲ့ရပုံအချင်းအရာများကိုတတိယသည်နှင့်ယူနီဖောင်းသမားအားခမားဘဒူလေဘဦးလေးဗျာဘယ်ကဘဦးလဲဆက်ကြောင်းထွက်ဘဦးလေးဖိုရုံးကဌာနအုပ်ပေါ့ဩတိပြီအခုဒီမှာရာဇဝိဝင်ကလေးလေဒီမှာဆိုတာဘယ်ရောက်နေတာလဲကသားဗျအလိုမန္တလေးမဟုတ်ဘူးလားမဟုတ်ဘူးကျွန်တော်ကြည့်ရှုပြီးခမားကိုကတာရအောင်တင်ခေါ်လာခဲ့တယ်အခုဘာလာလဲဇူလိုင်လလေမြန်မာလိုဝါဆိုပေါ့ဖိုရုံးကဧပြီလပါလားဟုတ်ပါတယ်ဧပြီလမှာရှန်ကလေးကျွန်းအနီးရောက်နေတာတွေ့ရလို့ကျွန်တော်ကတာဝန်ယူပြီးကတာကိုစောင့်ကျင်းခဲ့ပါတယ်နောက်ဆုံး၌ကျွန်တော်စုံစမ်းသိရှိရသည်မှာရှန်ကလေးကျွန်းသားမရောက်မီမြစ်လေကျွန်း၌လှေကလေးတစ်စင်းမျောပါလာသည်ကိုညှုံးထောင်ရင်းတွေ့ကြ၍လှေပေါ်သို့တက်ကြည့်ရာတွင်ဖျောင်းနိုင်နှင့်ကျိုးသွားထားသောဓာတ်စီပုံးတစ်ပုံးကိုတွေ့ရကြောင်းအနီး၌ကျိုးများချီနှောင်လျက်မိန်မောနေသောလူတစ်ယောက်ကိုတွေ့၍ရုတ်တရက်နားမလဲကြတော့လဲဖျောင်းနိုင်ကိုနှိမ်သက်၍လှေကိုတွဲယူလာခဲ့ကြောင်းလှေပေါ်မှလူနာမှာတတိမရပဲကြောင်၆ကြားပြောနေကြောင်းရှန်ကလေးကျွန်းသို့ဂျပန်များရောက်လာသောအခါရွာသားများကပြောပြ၍ဂျပန်စစ်ဗိုလ်ကကိုဘဦးကိုဆေလွတ်လိုက်ကြောင်းကိုဘဦးသည်ကျွန်ုပ်ကိုမြင်ချင်းတငယ်ချင်းဖြစ်ကြောင်းကိုသိ၍လူနာကုဌာနသို့ပို့ထားကြောင်းကျွန်တော်၏မိခင်နှင့်နှမထံသို့လည်းကိုဘဦးကအကြောင်းကြားလိုက်သည်ဖြင့်အတိမရပဲကြောက်ကတဲ့ဖြစ်နေသောကျွန်ုပ်အားလာရောက်ပြုစုကြကြောင်းကိုဘဦးမှာဂျပန်စစ်ဗိုလ်များနှင့်တင်မြတ်လာ၍ကတာသို့ပလိတ်အရာရှိအဖြစ်နှင့်ပို့လိုက်သောအခါကျွန်ုပ်ကိုတနာသည်နှင့်သူကတာဝန်ယူ၍ကတာသို့ဆောင်ကျင်းလာခဲ့ကြောင်းထို့သောတွင်ကျွန်တော်၏နှမရုပ်ဆိုးမှကိုဘဦးနှင့်အကြောင်းပါ၍ကိုဘဦးသည်လည်းကျွန်ုပ်၏ရောက်ဖဖြစ်နေကြောင်းများသိရှိရပါတော့သည်